ဆိုတော့ကျွန်တော်ဘယ်နှစ်ကြိမ်လုပ်လို့ရှိလဲအမြဲတမ်းလုပ်တာလားပုံမှန်လုပ်တာလားရံဖန်ရံခါလုပ်တာလားဒါမှမဟုတ်လို့ရှိရင်တစ်ခါတလေမှလုပ်တာလားဒါမှမဟုတ်ရင်တစ်ခုခုလုပ်ဖြစ်ဖို့အရန်ရှားတာလား Hi, welcome back to Little London's 2-Minute English. Today we're going to be looking at the present simple again. Okay, so မနေ့ကကျွန်တော်တို့ကြည့်ထားတဲ့ vocabulary lesson ကိုမှတ်မိမယ်လို့ထင်ပါတယ် My daily life ဆိုတဲ့ vocabulary lesson ပေါ့နော်ဆိုတော့ကျွန်တော်နေ့တူကလှုပ်လက်ရှိရဲ့အလုပ်တွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာကိုကြည့်သွားရဲပေါ့နော်ဒီနေ့မှာကျွန်တော်နည်းနည်းလေး grammar လေးနဲ့ပတ်သက်ပြီးကြည့်အောင်ကျွန်တော်တို့လိုက်ကြည့်အောင်နော်ဆိုတော့ကျွန်တော်တို့ပုံမှန်လုပ်နေကြအလုပ်တွေအကုန်လုံးကိုကျွန်တော်တို့က present simple ကိုသုံးပြီးတော့ပြောပါမယ် present simple ဆိုတာကအချိန်ကိုပြတဲ့ pattern တစ်ခုပေါ့နော်ဆိုဥပမာကျွန်တော်ကနေ့စဉ်လုပ်နေကြအလုပ်တွေအကုန်လုံးကိုဒီ pattern ကိုသုံးပြီးတော့ပြောမယ်ဒီ form ပေါ့နော်အဲ့တော့ဘာရှိမလဲဆိုရင် subject about verb SAS SAS ဆိုတာကကျွန်တော်တို့ဒီမှာ singular subject ဆိုလို့ရှိရင်တော့ကျွန်တော်တို့ S ဒါမှမဟုတ် ES ထည့်ရတယ်ဥပမာ she ဆိုတာက singular subject ဖြစ်တဲ့အတွက်ကြောင့်သူသွားတယ်ဆိုလို့ရှိရင် she goes ပေါ့နော် ES ထည့်ပေးရတယ်စားတယ် she eats right သူစကားပြောတယ် she talks ပေါ့နော်ဒါကတော့သိပြီးမယ်ထင်ပါတယ်တစ်ချက်လောက်ဒီဟာလေးကိုကျွန်တော်ကြည့်ကြည့်အောင်ဆိုတော့ဒီမှာ adverbs of frequency တွေပေါ့နော်ဆိုတော့ကျွန်တော်ဘယ်နှစ်ကြိမ်လုပ်လို့ရှိလဲအမြဲတမ်းလုပ်တာလားပုံမှန်လုပ်တာလားရံဖန်ရံခါလုပ်တာလားဒါမှမဟုတ်လို့ရှိရင်တစ်ခါတလေမှလုပ်တာလားဒါမှမဟုတ်ရင်တစ်ခုခုလုပ်ဖြစ်ဖို့အရန်ရှားတာလားရှားပါလုပ်ဖြစ်တာလား okay အဲ့ဒါတွေကိုကျွန်တော် adverbs of frequency ကိုသုံးပြီးတော့ပြောမယ် so ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ usually ပေါ့နော် usually လိုက်ပြောကြည့်ပါ usually okay often မကြာခဏ often sometimes တစ်ခါတလေ sometimes rarely အရန်ရှားတယ် rarely okay never so ဒါရီကိုလုံးကျွန်တော်တို့ဒီ subject ရဲ့အနောက်မှာထားပါမယ် okay subject ရဲ့အနောက်မှာရှိမယ်ပေါ့နော်ဆိုကျွန်တော်တစ်ချက်ကြည့်အောင်ဥပမာ I usually wake up at 8 a.m. so ကျွန်တော်တို့ကဒီမှာ I ကအမြဲတမ်း plural ကိုသတ်မှတ်တယ်ပေါ့နော် so ဒီမှာ I မှာ I ဆိုလို့ရှိရင် s ထည့်စရာမလိုတကယ်လို့ကျွန်တော်ဒီမှာ she ဆိုလို့ရှိရင်တော့ wake မှာ s ထည့်ရမယ်ပေါ့နော် so ဒါကဒီ form နဲ့တွားပြီးတော့ကြိုက်ရမှာပေါ့နော် so ကျွန်တော်ပြောကြည့်မယ်တစ်ချက်လောက်လိုက်ပြောကြည့်ပါနောက်ကနေပြီးတော့ I usually wake up at 8 a.m. and then ကျွန်တော်ဒီမှာခဏနားမယ်ပေါ့နော် and then I brush my teeth and I wash my face and then I have a shower after that I have breakfast and then I get dressed after that I walk to the bus stop and I take my bus I rarely take the train ကျွန်တော်ယထာစီးရလောက်သွားဖို့ယထာစီးရဆိုတာအရင်ရှားတယ် so I rarely take the train I always take the bus ဒီလိုမျိုးကျွန်တော်တို့ဆက်ပြီးတော့မှပြောကြည့်လို့ရတယ် so ဒီ lesson ကိုပို့ပြီးတော့နားလည်ဖို့ရတဲ့အတွက်ကိုရှေ့ lesson ကိုအရင်ဆုံးသွားကြည့်လို့ရပါတယ် vocabulary lesson ကိုအရင်ဆုံးကြည့်လို့ရပါတယ် so that's all for today I hope you enjoyed this lesson as well bye bye have a good day